ဆောင်းညတညပါကျေးရွာအနားမှာမိုးမြူငွေတွေလွင့်နေတယ်လေကအေးအေးနဲ့တဖြည်းဖြည်းပြင်းလာတယ်မောင်သားချိုလေကနေအိမ်ပြန်လန်းလျှောက်လာနေတယ်ဒီလိုညတွေသူအများကြီးကြုံဘူးတယ်ဒါပေမဲ့ဒီညကတော့တမျိုးပဲရုတ်တရက်တစ်ပင်ကြီးအောက်မှာအဖြူရောင်ရိပ်တစ်ခုမြင်လိုက်ရတယ်သူရက်သွားတယ်ဘာတူလဲလေတစ်ချက်တိုက်သွားတဲ့အခါအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မိန်းမတစ်ယောက်ထင်ရှားလာတယ်။သပင်ရှည်ရှည်လေးထဲမှာလှုပ်ရှားနေတယ်။သူမဖြည်းဖြည်းလှည့်ကြည့်တယ်။မျက်လုံးတွေကထူးဆန်းလောက်အောင်တောက်ပနေတယ်။ကျမလမ်းပြောက်သွားပါတယ်။အတန်ကနူးညံ့နေဒါပေမဲ့အေးဆက်နေတယ်လို့ခံစားရတယ်။မောင်သားကြိုစိတ်ထဲနည်းနည်းမတက်မတာဖြစ်လာတယ်။ဒါပေမဲ့သူမိန်းကလေးကိုတယောက်တည်းမထားနိုင်ဘူး။ရွာထဲကိုလိုက်လာပါ။ညအချိန်အန္တရာယ်ရှိတတ်တယ်။သူမတိတ်တိတ်လေးလိုက်လာတယ်။လမ်းတစ်လျှောက်စကားမများဘူး။တစ်ချိန်မှာသူမပြောလိုက်တယ်။ဒီရွာမပြောင်းလဲသေးဘူးနော်။မောင်သားချိုခြေလမ်းရက်သွားတယ်။ခမားဒီရွာကိုသိလား။သူမအပြုံးသေးသေးလေးပေးတယ်။အရင်တုန်းကသိခဲ့တယ်။အဲ့ဒီစကားကသူ့ရင်ထဲကိုတစ်ချက်ထိုးသလိုဖြစ်သွားတယ်။ရွာဝင်ရောက်တော့ခွေးတွေတပြိုင်နက်ဦးကျွေးလာကြတယ်။သူမရက်သွားတယ်သူတို့ကျမကိုမကြိုက်ကြဘူး။အတန်ထဲမှာဝမ်းနည်းမှုနည်းနည်းပါနေတယ်။မောင်သားချိုသူမကိုအိမ်ထဲခေါ်သွားတယ်။တကားပိတ်လိုက်ပြီးခဏအကြာမှာသူမပြောလိုက်တယ်။ကျေးဇူးတင်ပါတယ်။မောင်သားချိုသူတစ်ချက်တည်းတုန်လှုပ်သွားတယ်။ကျွန်တော်နာမည်ကိုဘလို့သိတာလဲ။သူမမျက်လုံးထဲအလင်းတစင်းလင်းသွားတယ်။ဒီရွာမှာမသိသူမရှိဘူး။ဒါပေမဲ့ဒီညသူ့နာမည်ကိုသူမပြောခဲ့ဘူး။တိတ်ဆိတ်မှုညံ့နှက်လာတယ်။လေတံတွေပိုပြင်းလာတယ်။မောင်သားချိုအိတ်မပျော်ဘူး။တကားနားမှာခြေတံသေးသေးကြားရတယ်။သူထိုင်ထလိုက်တယ်။အိမ်ထဲမှာမိန်းမလှလေးမရှိတော့ဘူး။တကားအနှဲငယ်ဖွင့်ထားတယ်။အပြင်ကိုကြည့်လိုက်တော့တစ်ပင်အောက်မှာအဖြူရောင်အရိပ်ထက်မြင်ရတယ်။ဒီတခါတော့သူမမျက်လုံးတွေအနီရောင်လင်းနေတယ်။လေထဲကအတန်တစ်ခုမနှက်ဖြန်မှာအရာအလုံးပြောင်းလဲမယ်။မောင်သားချိုရင်ထဲအေးဆက်သွားတယ်။ဒီမိန်းမဟာတကယ်ပဲလူလား။ဒါမှမဟုတ်ဒီရွာရဲ့လှုပ်ဝက်ချက်တစ်ခုလား။